အမ်ပတန်လန်နေရီကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုလေကြောင်းကနေလေထီးနဲ့ပစ္စည်းထုတ်တွေကိုလာရှပေးနေချိန်မှာအာရခစစ်တီတော်တွေကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အဆောက်အဦတချို့ပျက်စီးကစစ်တပ်ဘက်ကစစ်သားသေဆုံးမှုထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့သတင်းရရှိပါရယ်။နိုဝင်ဘာလ30ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာလေတပ်က Y8 လေယာဉ်နဲ့စားနပ်ရိက္ခာတွေအပါအဝင်အထုပ်30လောက်ကိုလေထီးနဲ့ရှာပဲနေစဉ်အတွင်းအေအေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကနှရိစရာကိုပြောပါရယ်စစ်ကော်မရှင်ကနေရီကန်ပြူဟာကိုတောက်ရီကအစလေကြောင်းကနေပို့ဆောင်နေရပြီးနိုဝင်ဘာလနောက်ဆုံးအပတ်မှာရက်စစ်ထောက်ပို့လေယာဉ်တွေနဲ့စားနပ်ရိက္ခာပို့ဆောင်နေရတာလို့အမည်မဖော်လို့တဲ့စစ်ရေးသတင်းရင်းမြစ်တယောက်ကပြောပါရယ်နေရီကန်စခန်းကိုအာရခတပ်တော်ကဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ထောက်ပို့လမ်းကြောင်းတွေကိုဖျက်တောက်ထားတဲ့အချိန်ဟာ2လနီးပါးကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။စစ်အုပ်စုကလည်းနေရီကန်စခန်းကိုလမ်းဟောင်းလမ်းသစ်နှစ်ဖက်လုံးကနေထိုးစစ်ဆင်နေပေမဲ့အာရခတပ်တော်နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကိုခံနေရတာကြောင့်ရှေ့ကိုမတက်လာနိုင်ပဲနောက်ပြန်ဆုတ်နေရတယ်လို့သိရပါတယ်ရှင်။